ဒီကုမ္ပဏီရဲ့သူထေးတစ်ကအလှပြင်ပြီးအဝတ်စားခန်းခန်းနာနာဝတ်တဲ့မိန်းကလေးတွေကိုအယမ်းမုန်းတယ်လို့နာမည်ကြီးနေခဲ့တယ်ဒါကြောင့်ဝန်ထမ်းမျိုးသမီးတွေအားလုံးကရိုးရိုးရှင်းရှင်းပုံစံနဲ့သူ့ကိုကြိုဆိုဖို့ပြင်ဆင်ခဲ့ကြတယ်ဒါပေမဲ့ကုမ္ပဏီကိုအသစ်ဝင်လာတဲ့ကောင်မလေးကတော့ဒီစီးမြင့်တွေကိုလုံးဝမသိခဲ့ဘူးသူမကမိတ်ကလလာလေးလိမ့်ပြီးအရန်လာတဲ့ဝတ်စုံနဲ့အလုပ်လာခဲ့တယ်လို့ဖော်ကိုင်ဖက်တယောက်ကတမင်တက်သူမကိုသူထေးစီတွန်းလိုက်တဲ့အချိန်မှာတော့နှစ်ယောက်သားမတော်တဆနမ်းမိသွားခဲ့တယ်လူတိုင်းကဒီတခါတော့သူမတေချာပေါက်အလုပ်ထုတ်ခံရပြီလို့ထင်နေကြပေမဲ့မမျှော်လင့်ထားတာကသူထေးကဒေါသမထွက်ပဲသူမကိုချက်ချင်းဖက်လိုက်တာပဲသူ့မျက်လုံးထဲမှာတော့လွမ်းဆွနေတဲ့ခံစားချက်တွေပြည့်နေခဲ့တယ်ဒါကိုမြင်တော့အားလုံးအားအသင့်သွားကြတယ်ကောင်မလေးကတော့သူထေးကိုလုံးဝမသိတာကြောင့်ပိုပြီးရှုပ်ထွေးသွားခဲ့တယ်နောက်တော့သူထေးကသူမကိုရုံးခန်းထဲခေါ်သွားပြီးလက်ထောက်ကိုဒီမိန်းကလေးကိုမန်နေဂျာရာထူးတိုးပေးလိုက်ပြီးတော့သူမရဲ့လစာကိုတစ်နှစ်$5 သန်းထိတိုးပေးလိုက်လို့အမိန့်ပေးခဲ့တယ်ပြီးတော့သူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့တယ်ကောင်မလေးကလုံးဝစိတ်ရှုပ်သွားခဲ့တယ်သူထေးကလည်းစိတ်လှုပ်ရှားမှုကိုထိန်းဖို့စူးစမ်းနေတော့ရုတ်တရက်အိမ်ငိုက်လာခဲ့တယ်ကောင်မလေးကလဆာအကြောင်းစိတ်လှုပ်ရှားစွာပြောနေတော့မှပဲသူထေးကသူမရဲ့ပခုံးပေါ်မှာအိပ်ပျော်သွားခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူထေးကရုတ်တရက်နိုးလာပြီးလူတစ်ယောက်လုံးပြောင်းသွားတယ်လို့ဖြစ်နေခဲ့တယ်သူကရုံးခန်းထဲမှာရှိနေတဲ့ကောင်မလေးကိုချက်ချင်းစုပူပြီးဘသူကမင်းကိုဒီထဲဝင်ခွင့်ပေးထားတာလဲလို့အော်ဟစ်ခဲ့တယ်ကောင်မလေးလုံးဝအားတင်သွားခဲ့တယ်ပြီးတော့သူထေးကလက်ထောက်ကိုဖုံးခေါ်ပြီးဒီမိန်းကလေးကိုအခုချက်ချင်းအလုပ်ထုတ်လိုက်လို့ပြောလိုက်တယ်ကောင်မလေးကဒေါသတကြီးရှင်စိတ်ယောဂဖြစ်နေတာလားလို့ပြန်អော်ပေမဲ့ဆုံးဖြတ်ချက်ကပြောင်းမရတော့တာကြောင့်ဒေါသနဲ့ပဲထွက်သွားခဲ့တယ်နောက်ပိုင်းမှာတော့သူထေးကော်ဖီတောက်နေတော့တကြားတုံးကရုတ်တရက်သူ့လက်ချောင်းရဲ့ပိတ်မိသွားခဲ့တယ်စူညံတန်ကြားတော့လက်ထောက်နဲ့ကောင်မလေးနှစ်ယောက်လုံးပြေးလာကြတယ်အခြေအနေအရန်ရေးကြီးနေတာကိုမြင်တော့ကောင်မလေးကချက်ချင်းသူထေးကိုကယ်ဖို့စူးစမ်းခဲ့တယ်သူမကသူထေးရဲ့ဘိုက်ကိုထိုးပြီးကျမ်းပြင်ပေါ်လဲချကရင်ဘက်ကိုအဆက်မပြတ်ဖိပြီးအသက်ရှူသွင်းပေးခဲ့တယ်နောက်ဆုံးမှာတော့သူထေးရဲ့အသက်လက္ခဏာတွေပုံမှန်ပြန်ဖြစ်လာခဲ့တယ်ဒါပေမဲ့အမျိုးသမီးလက်ထောက်ကကောင်မလေးကိုချက်ချင်းဆွဲခေါ်ပြီးကုမ္ပဏီကနေထွက်သွားတော့လို့ပြောလိုက်တယ်ကောင်မလေးကလည်းစိတ်မကောင်းစွာနဲ့ထွက်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲသူထေးနောက်ဆုံးနိုးလာခဲ့တယ်ဒါပေမဲ့သူနိုးလာပြီးပထမဆုံးပြောရဲ့စကားကတော့အဲ့ဒီမိန်းကလေးပဲမှလဲအဲ့ဒီစကားကလက်ထောက်ကိုလုံးဝအားတင်သွားစေခဲ့တယ်